လာရှင် Nikki Way Media မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့တချို့တို့ post အောက်မှာပေါ့နော် Q&A အနေနဲ့မေးထားတဲ့ question လေးတွေကိုပြန်လည်ဖြေဆိုပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ဒီတပီးလေး account တစ်ခုကမေးထားရဲပေါ့နော်ငလျင်ကြောင်းနဲ့သူစလုပ်ဖို့ဒီ brand ကိုပေါ့စလုပ်ဖို့ဆိုပြီးလုပ်ထားတဲ့အစီအစဉ်လေးကပြတ်သွားရဲပေါ့နော်သူဟာမန်လေးမှာနေထိုင်သူဖြစ်ပါတယ်တဲ့ပြီးတော့သူက discipline နဲ့အရန်ပေါ့နော်ဒီလိုဖြစ်ပြီးသွားတဲ့အချိန်မှာသူ့ရဲ့ discipline လည်းမကောင်းဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့ဘယ်လိုလေးလုပ်တင်နေဆိုပြီးတော့မေးထားပါရဲ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီကပြောပြချင်တာကတော့ဒီလိုငလျင်ပေါ့နော်ဖြစ်သွားတဲ့အချိန်မှာအနည်းနဲ့အများအကုန်လုံးကဒါထိကြိုက်ကြရတယ်ပေါ့နော်ဒါပေမဲ့သူ့အနေနဲ့ကကြတော့မန္တလေးမြို့မှာတကယ်ကိုဒီငလျင်ထိတဲ့နေရာမှာနေထိုင်သူလည်းဖြစ်တဲ့စီးပွားရေးစလုပ်ဖို့ကိုလည်းပေါ့နော်planning ချထားပြီးမှပြတ်သွားရလို့ပြောတယ်ပေါ့နော်ဒီချက်တစ်ခုအားပေးချင်တာကတော့ဒီလိုဖြစ်သွားတဲ့အပေါ်မှာကိုယ့်ရဲ့လုပ်ငန်းကိုလုံးဝမလုပ်ဖြစ်တာမျိုးလို့မစင်စားပဲနဲ့ပေါ့နော်ဒီနောက်ဆုတ်သွားတယ်လို့ပဲစဉ်းစားစီချင်ပါတယ်အခုကလည်းပြန်လည်ထူထောင်နေတဲ့ကာလဆိုတော့ကိုကစပြန်လုပ်မယ်ဆိုရင်တော့မှဒီလုပ်တဲ့အချိန်မှာလိုအပ်တာလေးရှိနေဦးမယ်ပေါ့နော်ဒါကြောင့်မလို့တခြားဘယ်လိုအကြံပေးခြင်းလဲဆိုရင်ကိုယ့်ရဲ့လက်ရှိနေရာမှာလုပ်နိုင်တဲ့အလုပ်ပေါ့နော်အရင်တော့ plan ချထားတာကအကြီးကြီးပေါ့လုပ်ငန်းကို launch လုပ်မယ်ဆိုလို့ရှိရင်ကိုကအခုအသေးလေးနဲ့ပဲအရင်စမလားပေါ့နော်ဟိုမှာဝန်ထမ်းခန့်တဲ့အချိန်မှာလည်းကိုတက်နိုင်တဲ့လောက်plan လေး step လေးတွေချပြီးတော့လုပ်စီချင်ပါတယ်လုံးဝမလုပ်ထားတဲ့စားလို့ရှိရင်တော့ကိုခုနပြော discipline ထားပေါ့နော်3လအတွင်းမှာတော့9ပါဖြစ်တဲ့နဲ့6လအတွင်းမှာတော့9ပါဖြစ်တဲ့နဲ့ဒီလိုမျိုးလေးတွေချပြီးတော့ဆက်လုပ်ပါလို့တခြားအကြံပေးချင်ပါတယ်ဘာမှမလုပ်တာတဲ့စားလို့ရှိရင်ပေါ့နော်တခုခုလုပ်နေတာတော့ရွေးသွားမှာပါလို့အရင်လည်းအားမငယ်ပါနဲ့လို့ပြောချင်ပါတယ်နော်ဟုတ်ကဲ့ပါအခုလိုမျိုး Nikki Way Media ကဘုသူတရစေတဲ့ program လေးတွေကိုဆက်လက်တင်ပြသွားမှာမို့လို့နောက်လဲစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရနော်